လို့ရှိရင်ဘယ် database ကိုသုံးမှလဲအရင်ဆုံးသတ်မှတ်မှာတဲ့အတွက်ကြောင့်မို့လို့database 1လို့အရင်ဆုံးသတ်မှတ်လိုက်မယ်နော်ဒါဆိုလို့ရှိရင် use database 1ဒါဆို database 1ဆိုတဲ့ database ကိုသူကသုံးလို့ရပြီဒါဆိုလို့ရှိရင်သုံးလို့ရပြီဆိုလို့ရှိရင်အဲ့ဒီထဲမှာရှိတဲ့တို့တွေကdata တွေကိုတို့တွေကကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ဒီထဲမှာချိတ်လို့ရတာကဘာရှိမှလဲဆိုလို့ရှိရင်တို့တွေက course ရှိမယ် student ရှိမယ်ဒါဆီယမရဲ့ database အရာအဲ့နှစ်ခုချိတ်လို့ရတယ်ပေါ့နော်အဓိကကသူကပေါင်းလိုက်မှဖြစ်တဲ့အတွက် data တွေကတူနေမှအဆင်ပြေမယ်နောက်မှအဆင်မပြေဘူးဒါဆိုလို့ရှိရင် course အတွက်ကိုတို့တွေကဘာအရင်ရေးလိုက်မှလဲဆိုလို့ရှိရင်เนาะSELECT select star ပြီးသွားရင် from COURSE course table မှာရှိရစမှာအရင်ထုတ်ကြည့်လိုက်မယ်နော်အဲဆို course table မှာရှိတာတွေကိုထုတ်ကြည့်လိုက်တဲ့အချိန်မှာ STUID ဆိုတဲ့ column ကရှိနေတယ်ဒါဆိုအဲ့ဒီ STUID ဆိုတဲ့ column မှာရေးထားတာက1 2 3ပေါ့နော်အဲ့လိုမျိုးထည့်ထားတယ်ဒါဆိုရင် SELECT select ပြီးသွားပြီဆိုလို့ရှိရင် star from ဘယ်မှာလဲဆို student 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 table ဒီမှာဟာထုတ်ကြည့်မယ်နော်ဒါဆို run button နေမယ်ဒါဆို student table မှာရှိတဲ့ ID student ကိုကြည့်လိုက်1 2 3 4ဒါဆိုဒီနှစ်ခုကချိတ်လို့ရတယ်ဘာဖြစ်ဆို data တူတယ်ကွာဘုံတူတဲ့ column လည်းရှိတယ် data တူတယ်ဒါဆိုအဲ့နှစ်ခုချိတ်လို့ရတယ်ဒါဆိုအဲ့နှစ်ခုချိတ်မယ်အခု union စသုံးမယ်နော် course အတွက်ကို select statement တစ်ခု student table အတွက်ကို select statement တစ်ခု select statement နှစ်ခုရေးမယ်ဒါဆိုရင် SELECT select course table ကိုအပေါ်ထားပြီးရေးရင်အပေါ်မှာရေးထားတဲ့ column နဲ့အနည်းအတိုင်း main query ယူပြီးဖြစ်တော့မှသူကအဖြေထုတ်ပြီးမှဖြစ်တယ်အောက်ဘက်မှာရေးထားတဲ့ column အလိုက်မထွက်ဘူးเนาะအပေါ်မှာရေးထားတဲ့ column အလိုက်ထွက်မယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အပေါ်ကဟာ main query မို့လို့ဒါဆို select course table က column တွေကိုထုတ်ကြည့်ချင်တယ်ဆို course ကို click နှိပ်လိုက်ဒီအောက်ဘက်မှာဒီအောက်ဘက်မှာကြာလို့ရှိရင်တော့ column name တွေဖြည့်ထားပြီးမယ်ဒါဆို STUID လို့ဖြည့်ထားတာဒါဆို STUID from course course ဒါတကြောင် course table ထဲမှာရှိတဲ့ student ID ဆိုတဲ့ column ကိုတို့တွေကထုတ်ကြည့်မယ်အဲ့ဒါတစ်ခုဒါဆိုလို့ရှိရင်နောက်တစ်ခုက SELECT select နောက်တစ်ခုက student table ထဲမှာရှိတဲ့ ID student ဒါဆို ID STUDENT student ID student FROM from STUDENT student ဒါဆို student table ထဲမှာရှိတဲ့ ID students မထုတ်မယ် course table မှာရှိတဲ့ student IDs မထုတ်မယ်အဲ့ဒါပြီးသွားရင်အဲ့ဒီနှစ်ခုကိုတို့တွေကဘာနဲ့သုံးမှလဲဆိုရင်အလယ်မှာ union နဲ့သုံးမယ်ဒါဆို union ထည့်လိုက်မယ်နော်ဒါဆိုဒီအတွက် select statement တစ်ခုဒီအတွက် select statement တစ်ခုအလယ်မှာ union ထည့်လိုက်မယ်ဒါဆို selection မှတ်မယ် run button နှိပ်ကြည့်မယ်ဒါဆိုဒီမှာကြည့်လိုက်သူ student ID ဒီအပေါ်မှာရှိတဲ့ main query ရဲ့နာမည်နဲ့ထွက်လာမယ်ရှိသမျှ data အားလုံးပေါင်းပြီးထွက်လာမယ် union ရဲ့အဓိပ္ပာယ်ဒီ duplicate ထပ်နေတဲ့ data တွေကိုမထုတ်ပေးဘူးဖြစ်တဲ့အတွက်1 2 3 5 4ဆိုပြီးတော့မှ1 2 5ထွက်လာလိမ့်မယ်ဒါဆိုရင် union ရဲ့အနောက်မှာ union all လို့ထည့်လိုက် all လို့ထည့်လိုက်ရင်သူကထပ်နေတဲ့ data တွေနှစ်ခါထပ်နေရင်နှစ်ခေါက်ပြပေးမယ်သုံးခေါက်ထပ်နေရင်သုံးခါပြပေးမယ်ဒါဆိုအခုလက်ရှိ union all သုံးလိုက်မယ်နော်ဒါဆိုလို့ရှိရင် select မှတ်မယ် run button နှိပ်မယ်အဲဆိုကြည့်လိုက်1 2 3 5ပြီးွားရင်1 2 3 4 5အောက်မှာထပ်ပါတယ်ဆိုတော့သူကဘာဖြစ်နေလဲဆိုထပ်နေတယ်အဲ့လိုမျိုးထပ်နေတဲ့ဟာတွေပါလာလိမ့်မယ် union all ဆိုထပ်နေတာတွေပါမယ် union ဆိုရင်တော့ထပ်နေတာတွေမပါဘူးပေါ့နော်ဆိုပြီးတော့မှ तू က